ဒီလူကတခိုးတယောက်မဟုတ်ပါဘူးသူကမော်စရာတယောက်လိုပါပဲဒေါ်လာ900တန်စိန်လေးတစ်ပွင့်ကိုခိုးတာကလွယ်ကူပေမဲ့တန်းနဲ့ချီတန်မှုရှိတဲ့စိန်လုံးတစ်တုံးကိုရဲရဲစွာခိုးယူဖို့ဆိုတာလူအများစုစမ်းကြည့်ဖို့တောင်မစင်စားရဲကြပါဘူးဒါပေမဲ့ဒီတခိုးကတော့မတူပါဘူးသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုအဖြူရောင်ဆေးတုပ်ပြီးပြတိုက်အတွင်းမှာရုပ်တုတစ်ခုလိုတိတ်တိတ်လေးရက်နေခဲ့တယ်ပြပွဲတွေကရုပ်တုတွေနဲ့လုံးဝကိုက်ညီနေတဲ့အတွက်အဆောင်တွေတောင်ဘာမှတန်တရားမဝင်ခဲ့ကြဘူးဒါပေမဲ့ဒါကအစပဲရှိသေးတယ်သူ့လက်ထဲမှာစာအုပ်တအုပ်ကင်ထားပြီးအဲ့ဒီစာအုပ်အတွင်းမှာလှုပ်ဝက်ထိန်ချုပ်ပြားလေးတစ်ခုဝတ်ထားတယ်အဲ့ဒါကိုအသုံးပြုပြီးအနက်ရောင်ကားငယ်လေးတစ်စီးကိုအဝေးကနေထိန်ချုပ်လိုက်တယ်ကားလေးကတိုင်းတိုင်းရဲ့နောက်ကနေထွက်လာပြီးကျမ်းပြင်ပေါ်မှာရေးဆွဲထားတဲ့မြင်းအနက်ရောင်ကိုလိုက်သွားတယ်အရန်ကိုစီစဉ်ထားလို့တဲ့အတွက်ပတ်ဝန်းကျင်နဲ့ရောနှောသွားပြီးလုံခြုံရေးကင်မရာတွေမှာတော့မပေါ်ခဲ့ဘူးအန်ဒီရဲ့အများဆုံးအခိုက်အတန့်ရောက်လာခဲ့တယ်ကင်းသမားတစ်ယောက်ကကားရဲ့လမ်းကြောင်းထဲကိုတက်တက်လျှောက်လာပြီးသူတရက်ရက်လိုက်တယ်သူ့ရေဒီယိုနဲ့ပြောနေတာကြောင့်မလုံမရှက်ရက်နေခဲ့ပေမဲ့တခိုးကတော့လုံးဝမလုပ်ဘူးကားလေးကအတန်မထွက်ပဲကင်းသမားရဲ့ခြေအောက်ကိုတိတ်တိတ်လေးရှော့ကျသွားခဲ့တယ်ကားလေးကစိန်ကိုထည့်ထားတဲ့မှန်ဘူးအနားရောက်တဲ့အခါတကယ်လှုပ်ရှားမှုစတင်ခဲ့တယ်ကားကခုန်တက်ပြီးဖန်ခွက်နဲ့စင်ကြားမှာညစ်ကဘေးဘက်ကိုတက်သွားခဲ့တယ်။နေရာမှန်ကိုရောက်သွားတဲ့အချိန်မှာကားလေးရဲ့ပုံသဏ္ဍာန်ပြောင်းလဲသွားပြီးတင်းငယ်တဲ့စက်ရုပ်လက်မောင်းတစ်ခုထွက်လာတယ်။အဲ့ဒီလက်မောင်းကစိန်ကိုညင်သားစွာဖယ်ရှားလိုက်ပြီးမဲ့3ဟိုလိုဂရမ်စိန်တစ်ပွင့်ကိုအဲ့ဒီနေရာမှာအစားထိုးထားလိုက်တယ်။အတူစိန်ကအလွန်အစစ်အမှန်လိုဖြစ်နေတဲ့အတွက်နီးကပ်ကြည့်ရင်တော့ဘယ်သူမှကွာခြားချက်မသိနိုင်ခဲ့ဘူး။ယခုအချိန်မှာတခိုးကစိန်ကိုရရှိသွားပါပြီ။သူကတည်ငြိမ်စွာမြည်သူမှသတိမထားမိပဲ။ပြလိုက်ထဲကနေထွက်ခွာသွားခဲ့တယ်။အနီးနားမှာရှိတဲ့ကင်းသမားကတော့ရုပ်တုလိုရက်နေတဲ့အတူကိုသာဆက်လက်ဆောင်ကြည့်နေသေးပါပဲ။ဒါပေမဲ့တခိုးထွက်သွားတော့မဲ့အချိန်တင်ပဲမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ပခုံးကရဲရာရှိတယောက်ကိုပေါ်ပေါ်တန်တန်ထိမိသွားတယ်။အရာရှိကလှည့်ပြီးတေချာကြည့်လိုက်တဲ့အခါတန်တရားအရေးအယောင်တစ်ခုသူ့မျက်နှာပေါ်မှာပေါ်လာခဲ့ပါတယ်။သူအားလုံးကိုသဘောပေါက်သွားပါပြီ